ဟာလုံးပဲမင်္ဂလာပါခင်ဗျာ MC7 Pro Channel ကနေပြီးတော့ပြန်လဲကြိုသွားလိုက်ပါခင်ဗျာMotivation page နဲ့ကြောင်းရလေးရတော့ရွှေရဖေးချန်ပီယံလီဂ်ဖလားကိုဘယ်အသင်းတွေကအများဆုံးရရှိထားပြီးဘယ်အသင်းတွေကမရရှိထားဘူးလဲဆိုတဲ့ဟာကိုကျွန်တော်တင်ဆက်ပေးချင်ပါတယ်ခင်ဗျာနံပါတ်1နေရာမှာတော့ချန်ပီယံလီဂ်ဖလားကို15ချိန်ဖြစ်အများဆုံးရရှိထားပြီးတော့ချန်ပီယံလိဘရင်ကြီးဖေးကြီးတို့တင်စားခေါ်နေကြတဲ့ရှီရဲမထွတ်အသင်းပဲဖြစ်ပါတယ်ဒုတိယအနေနဲ့ကတော့ AC Milan အသင်းကတော့ချန်ပီယံလိဖလားကိုခုနှစ်ချိန်ရရှိထားပါတယ်တတိယနေရာမှာကတော့လီဗာပူးအသင်းနဲ့ဘိုင်ယန်မြူနစ်အသင်းတို့ဟာဆိုရင်ဖြင့်ချန်ပီယံလိဖလားကို6ချိန်စီရရှိထားပါတယ်ဘာစီလိုနာအသင်းဟာဆိုရင်ဖြင့်ချန်ပီယံလိဖလားကို5ချိန်ရရှိထားပါတယ်ချန်ပီယံလိဖလားကိုအမြင့်နဲ့လိုဝန်ကန်ပြီးတော့နှစ်တိုင်းလိုချန်ပီယံလိဖလားမှာဝန်ကန်ခွင့်ရတယ်ဒါပေမဲ့ချန်ပီယံလိဖလားကိုလုံးဝမရရှိတဲ့အသင်းတွေလည်းရှိပါတယ်အဲ့ဒီအသင်းတွေကိုနောက်ဗီဒီယိုမှာပြန်ပြီးတော့တင်ဆက်ပေးချင်ပါတယ်ကျွန်တော်ဒီဗီဒီယိုကိုချမ်းမြေ့တဲ့ဆိုရင်ဖြင့် like and subscribe လုပ်ခဲ့ဖို့ညတာရက်ခံအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်